ဖိုက်စုပ်အင်မှပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာပြည်ပွားပထမဆုံး UFC ချန်ပီယံဖြစ်တဲ့ဂျိုးရှွန်ပန်းရဲ့အထူးစွမ်းဆောင်ရည်ကောင်းတဲ့အောင်မြင်မှုဂုဏ်ရည်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဂျိုးရှွန်ပန်းရဲ့ professional ထိုးတက်ခဲ့တဲ့မှတ်တမ်းများ UFC ရဲ့ထိပ်တန်းဖိုင်နာတွေကိုစွမ်းဆောင်ရည်သတ်မှတ်တဲ့အဆင့်တွေ UFC 3နဲ့3ပြီးတွင် flyweight တန်းထိပ်တန်းဖိုင်နာ9ယောက်ပြောင်းလဲဖြစ်ခြင်းအပါအဝင်ဂျိုးရှွန်ပန်းရဲ့အထူးစွမ်းဆောင်ရည်ကောင်းတဲ့အောင်မြင်မှုနဲ့စုချီးမိရာအတွက်အချို့သောစာကာတင်စည်ရင်းတွေမှာပါဝင်လာတဲ့အကြောင်းတွေကိုတင်ဆက်သွားမယ်ဖြစ်ပါတယ်။ဂျိုးရှွန်ပန်းဟာစုစုပေါင်း professional ထိုးသက်ပွဲ18ပွဲထဲမှာ16ပွဲနိုင်2ပွဲရှုံးမှတ်တမ်းကိုပိုင်ဆိုင်ထားပြီး UFC မှာထိုးသက်ခဲ့တဲ့စုစုပေါင်း10ပွဲမှာလည်း9ပွဲနိုင်1ပွဲရှုံးမှတ်တမ်းအသီးသီးကိုရရှိထားပါတယ်။သူ့ရဲ့နောက်ဆုံးထိုးသက်ခဲ့တဲ့ UFC 3နှစ်မှာ Alexandre Pantoja ကိုအနိုင်ရပြီး UFC ချန်ပီယံဖြစ်လာခဲ့ပါတယ်။အဲ့ဒီမတိုင်ခင်မှာ Brandon Royval နဲ့ထိုးသက်ခဲ့တဲ့ပွဲမှာလည်း UFC ပွဲတစ်ခုလုံးရဲ့အကောင်းဆုံးတွဲဆိုင်အဖြစ်သတ်မှတ်ခံရတဲ့အမိုက်စားပြိုင်ပွဲတစ်ခုကိုပြခဲ့ပါတယ်။ UFC 3-6တို့ကလည်း Bruno Silva ကိုအလဲထိုးဖြစ်အနိုင်ရခဲ့တာဟာလည်းသူ့ရဲ့စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့တာပါ။ UFC 3နဲ့3ပြီးတွင်ဂျိုးရှွန်ပန်းကUFC တစ်ခုလုံးရဲ့စွမ်းဆောင်ရည်ကောင်းတဲ့ဖိုင်နာတွေတဲကခိတ်တန်းစားရင်းမှာရှိနေပါတယ်။ UFC flyweight တန်းမှာတော့ချန်ပီယံဖြစ်တဲ့အတွက်ထိပ်ဆုံးနေရာ UFC တစ်ခုလုံးရဲ့ဝေတန်းအသီးသီးမှာအကောင်းဆုံးဖိုင်နာစည်ရင်းမှာအဆင့်ဆက်တဲ့အခြားဖက်ဆောင်ကိုခတ်ပညာရေးဆိုင်ရာတင်ဆက်တဲ့အဖွဲ့တွေကဂျိုးရှွန်ပန်းကိုအကောင်းဆုံးဖက်ဆောင်ကိုခတ်ပညာရေးဆိုင်ရာဖိုင်နာစည်ရင်းတွင်အဆင့်ဆက်5ပြီးရင်ဂျိုးရှွန်ပန်းဟာဂျွန်ဂျိုးပြီးရင် UFC ရဲ့ဒုတိယမြောက်အသက်အငယ်ဆုံး UFC ချန်ပီယံအာရှသားဖွားပထမဆုံး UFC ချန်ပီယံနဲ့2000ခုနှစ်နောက်ပိုင်းတွင်မွေးဖွားတဲ့ပထမဦးဆုံး UFC ချန်ပီယံဆိုတဲ့အထူးစွမ်းဆောင်ရည်မှတ်တမ်းတွေကိုရေးထိုးနိုင်ခဲ့ပါတယ်။ UFC 3နဲ့3ပြီး flyweight တန်းထိပ်တန်းဖိုင်နာ9ယောက်ပြောင်းလဲမှာတော့ဂျိုးရှွန်ပန်းက flyweight ချန်ပီယံပြီးရင် Alexandre Pantoja ကဂျိုးရှွန်ပန်းကိုရှုံးထားပေမဲ့အရင်ကစွမ်းဆောင်ရည်ကောင်းကိုကြာပြသနိုင်ခဲ့တဲ့အတွက် flyweight တန်းထိပ်တန်းဖိုင်နာပထမအဆင့်တွင်ရပ်တည်နေတာပါအဆင့်နှစ်မှာတော့အရင်ကဂျိုးရှွန်ပန်းကိုရှုံးခဲ့မှုတဲ့ Brandon Royval ဖြစ်ပြီးတော့အဆင့်3မှာတော့ UFC 3နဲ့3မှာ Brandon Moreno ကိုအနိုင်ယူထားတဲ့ဂျပန်နိုင်ငံသားတက်ဆူရိုတိုင်ယာပြီးရင် Brandon Moreno လည်းတက်ဆူရိုတိုင်ယာကိုရှုံးထားတဲ့အတွက်အဆင့်2ကနေအဆင့်4ကိုကျဆင်းသွားပါတယ်အဆင့်5ကတော့အီရတ်နိုင်ငံသားအမီElbaziတို့ပဲဖြစ်ပါတယ်အောင်မြင်မှုတွေကြောင့်2025ရဲ့ဘာလုံးဆိုင်ရာစုပေးပွဲအတွက်ဂျိုးရှွန်ပန်းဟာရွေးချယ်ရန်အမီစရင်ထည့်ခံရသူစရင်မှာပါလာပါတယ်။အားကစားတင်ဆက်အဖွဲ့ဖြစ်တဲ့ ESPN နဲ့ AAA မီဒီယာတွေကဂျိုးရှွန်ပန်းကို2025ရဲ့ထူးခြားမြန်ဆန်အောင်မြင်ဆုံးဖိုင်နာအဖြစ်သတ်မှတ်ထားတဲ့ချန်ပီယံပွဲကိုများဆက်လက်ကာကွယ်နိုင်ခဲ့တဲ့ပန်တိုဂျာကိုအနိုင်ရခဲ့တဲ့အတွက် Asset of Dread လို့ခေါ်တဲ့တနှလုံးအတွင်းအောင်မြင်နေသူကိုအဆုံးသတ်ပေးနိုင်တဲ့အကြီးမားဆုံးနိုင်ပွဲအဖြစ်ရွေးချယ်ခံမဲ့စည်ရင်းမှာပါလာပါတယ်။ FC ရဲ့ဒုတိယအသက်ငယ်ဆုံးချန်ပီယံဆိုတဲ့စွမ်းဆောင်ရည်ဂုဏ်ရည်နဲ့2000ခုနှစ်နောက်ပိုင်းမွေးဖွားသူတွေမှာပထမဆုံးချန်ပီယံအဖြစ်အထူးဂုဏ်ပြုခံထားတာဖြစ်ပြီးတော့မြန်မာနိုင်ငံသားများအတွက်အောင်မြင်မှုအကြီးမားဆုံးတွေကိုပိုင်ဆိုင်ထားသူနဲ့မြန်မာဂုဏ်ရည်ကိုကမ္ဘာအလယ်တွင်ထင်ရှားစေနိုင်တာဖြစ်ပါတယ်။